မှာရှိတဲ့ skill တွေကကိုတေချာလုံနိုင်နေကောင်းနေဆိုရင်ကိုအလုပ်လျှောက်တဲ့ချိန်မှာကိုယ့်ရဲ့တထေကိုကိုရောင်းတဲ့ချိန်မှာကိုယ့်ရဲ့ project ကိုတင်တန်းရောက်တဲ့ချိန်မှာကိုယ့်ရဲ့တင်တန်းကိုကျမတို့ကရေးရေးရောင်းရေးရတယ်ကျမကအရင်တော့ငါအဲ့လိုမျိုးမရောင်းရေးဘာလို့လဲဆိုတော့ငါရောင်းလိုက်တယ်ဆိုရင်ငါနည်းနည်းလောဘကြီးတယ်လို့ဖြစ်နေမလားငါရောင်းလိုက်တယ်ဆိုရင်သူတို့မဝင်ရင်ရှက်စရာကြီးကျမကတင်တန်းဖွင့်တာဆိုတော့အင်္ဂလိပ်စာတင်တန်းဖွင့်တယ်အခုလိုမျိုးတွေစိတ်ပိုင်းဆိုင်ရာတင်တန်းလေးဖွင့်တယ်အဲ့လိုဖွင့်တဲ့ချိန်ကျရင်ငါရောင်းလိုက်ရင်ငါ့ကိုတမျိုးထင်သွားဘယ်လိုလုပ်လဲငါရောင်းလိုက်လို့သူတို့မဝယ်ကြရင်ရောငါရောင်းလိုက်လို့သူတို့ကငါ့ကိုလောဘကြီးတယ်ထင်သွားရင်ရောစသဖြင့်ကျမကကိုယ့်ရဲ့ရှိတဲ့ပစ္စည်းတစ်ခုခုကိုရောင်းဖို့ကိုယ့်ရဲ့ဘူတုတတစ်ခုခုကိုရောင်းဖို့တော့ကျမကတွန်းဆုပ်နေတတ်တယ်အဲ့တော့ကျမဆိုရင်အဲ့လိုမျိုးတွန်းဆုပ်နေရနေမရောင်းခဲ့ဘူးတချင်ကျတော့ကျမတင်တန်းနေတက်တဲ့ချိန်မှာကျမရဲ့ mindset တွေပြောင်းလဲသွားတယ်ကျမအဲ့ mindset ပြောင်းလဲတာအခြေခံကတင်တန်းနေတက်လို့ပဲတင်တန်းနေတက်တဲ့ချိန်မှာအော်ကို့မှာကောင်းတဲ့ product ရှိရင်ကို့မှာကောင်းတဲ့ဘူတုတရှိရင်ကို့မှာကောင်းတဲ့အရာရှိရင်ကျမတို့ကရောင်းရဲရမယ်တစ်ဖက်သူလည်းအဲ့လိုမျိုးကောင်းတဲ့အရာတွေနဲ့ထိတွေးဖို့ခံစားဖို့အတွက်အပြည့်အဝထိုက်တယ်နဲ့ကျမဆိုရင်ဘကိုးမှာအပြင်မှာကျောင်းဖွင့်တယ်အင်္ဂလိပ်စာသင်တာအဲ့တော့ကျမနွေရာသီတစ်နှစ်သင်ခဲ့တာကျမ3နှစ်ရှိပြီနွေရာသီတန်းကနေကျမမှာတက်ချင်တယ်ဆိုပြီးစနေတနင်္ဂနွေအတန်းတစ်နှစ်ပတ်လုံးတက်လို့ရတဲ့တန်းရှိတယ်ဒါပေမဲ့ကျမနွေရာသီပြီးသွားရင်သူတို့ကိုစနေနေ့တန်းလေးဒါလေးရှိတယ်နော်တက်ချင်တက်ပါဒီလောက်ပဲပြောတာဒီလိုလေးပဲဒါပေမဲ့ကျမတဖြည်းဖြည်းနဲ့တိလာခဲ့တာကကျောင်းသားတွေက100ကျော်လောက်တက်တာအဲ့ဒီအချိန်မှာဒီနှစ်ကျတော့ကျမမနစ်ကထိလည်းမရောင်းဒီနှစ်မှာကျမဘယ်လိုရောင်းလိုက်လဲဆိုရင်โอเคအဲ့တော့မျှဝေစရာရှိတာမျှဝေတယ်မျှဝေပြီးရင်ဒီလိုမျိုးအရာတွေကတချို့တစ်ခါတည်းနဲ့ပေးလိုက်လို့မရဘူးပေးချင်တာတွေကတစ်ဖြင်းတစ်စိမ့်စိမ့်နဲ့အများကြီးရှိသေးတယ်အဲ့တော့ကို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်စနေတနင်္ဂနွေဒီလိုချိန်မှာဒီလိုတက်လို့ရတယ်ရောင်းနေတက်ခါရောင်းတယ်နှစ်ခါသုံးခါလောက်ရောင်းတယ်အဲ့တော့ရောင်းတဲ့အချိန်မှာမနစ်ကစနေတနင်္ဂနွေတောင်ပြောင်းလာတဲ့ကျောင်းသားနဲ့ဒီနှစ်စနေတနင်္ဂနွေပြောင်းလာတဲ့ကျောင်းသားတွေကအများကြီးပဲกว่าတယ်ဒီနှစ်ဆိုရင်ကျောင်းသားပေါင်း30ကျော်လောက်ပြန်ပြီးတော့ join တယ်100ကျော်ကနေမနစ်ကဆိုရင်100ကျော်ကနေ3ယောက်4ယောက်လောက်ပဲ join တယ်အဲ့တော့ဆိုလိုတာကကျမတို့တွေကကိုယ်မှာရှိတဲ့ပစ္စည်းကကောင်းတယ်ကိုယ်မှာရှိတဲ့ဘဝတုဒ္ဒကောင်းတယ်ပညာကောင်းတယ်ဆိုရင်ကျမတို့ကရောင်းရဲရမယ်အဲ့လိုရောင်းခြင်းဒီရှက်စရာမဟုတ်ဘူးအဲ့တော့ကို့မှာရှိတဲ့ဉာဏ်ပညာဘဟုတုတပစ္စည်းဘာပဲဖြစ်ဖြစ်ရောင်းချင်တယ်ဆိုရင်ကိုကတကယ်ကောင်းတယ်သူတို့အတွက်တကယ်ထိုက်တယ်တဲ့တင်ရောင်းရရမှာဖြစ်ပါတယ်အဲ့တော့ရောင်းခြင်းကတင့်ကိုအထင်သေးခြင်းတွေအထင်ကြီးခြင်းတွေလောဘကြီးခြင်းတွေဖြစ်စေမှာမဟုတ်ဘူးဒါကတင့်ကိုယ်တိုင်တွေးထားတဲ့အတွေ့ပဲဖြစ်ပါတယ်ကိုယ်တိုင်ကကို့မှာလှုပ်ရှားရှိရဆိုရင်အခုပဲဆက်လုပ်ဖို့အတွက်ဒီနေ့အနေနဲ့တုံးရစီအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ coach တော့ပါနောက်ဗီဒီယိုမှာတွေ့ကြမယ် bye bye